နေတဲ့လူယုံမာတွေအမေရိကန်မှာရှိနေတဲ့ထေးနိုင်ဆိုတဲ့ကောင်တွေလှိုင်ဝဲဆိုတဲ့အင်္ဂလန်ကကောင်မျိုးထိုက်တန်သိမျိုးရင်အောင်သိမင်းတို့လိုကောင်တွေယောက်ျားဆုပ်ယောက်ျားပြက်တွေမင်းတို့အိမ်ဦးကြီးကချီးကြိုက်တယ်ဆိုတာကိုလှိုင်ဝဲအင်္ဂလန်ကလှိုင်ဝဲဒီလိုသောနဲ့မင်းစကားပြောလို့ရှိရင်ဘာဖြစ်လို့ကြောက်နေတာလှိုင်ဝဲတို့အမေရိကန်နိုင်ငံမှာရှိတဲ့ကောင်တွေခွက်ခေါက်နေတဲ့ကောင်တွေချီးကြိုက်တဲ့ကောင်တွေရောက်ကိုရောက်စီရမယ်မယုံမရှိနဲ့အလာပြီးကန်လာမှာအဲ့လိုမျိုးမဖြစ်ဖြောက်အန်ယူဂျီကလေးဘက်ထောက်ပြီးတော့မွတ်စလင်တွေခြေထောက်အောက်ကိုရောက်ကိုရောက်စီရမယ်မယုံမရှိနဲ့အန်ယူဂျီကိုကဘာကြီးကဘာလုပ်ပေးမဲ့အမေရိကန်ကဘာလုပ်ပေးမဲ့ယူအန်ကဘာလုပ်ပေးမဲ့မမျှော်လင့်နဲ့မလုပ်ပေးဘူးလားမင်းမဟုတ်လုပ်ပေးမဲ့ဘယ်တော့လုပ်ပေးမလဲကြည်လားစစ်တပ်ကိုတခုခုလောက်တော့မယ်ဆိုလို့ရှိရင်အန်ယူဂျီကို US ကဘာတခုမြောက်ပေးလိုက် US ကတခုမြောက်ပေးလိုက်မယ်ဟဲ့ရောမင်းတာလို့အဲ့ကကြရင်ဒီကောင်ကလည်းရှာနေတာလေတသက်လုံးထိုင်နေဆောင်းကပြင်းဟန်တသက်လုံးတနေကုန်ထိုင်နေတယ်ဘာလို့တခုမှမရှိဘူးလူတွေကိုပေါက်ကြရည် online မှာမော်ဟင်ကဘယ်နဲ့ပွဲဘာဘယ်နဲ့ပွဲညာဘယ်နဲ့ပွဲလူတွေကိုအဲ့လိုစိတ်ဓာတ်စစ်စင်ရေးတွေလုပ်ပြီးတော့ US ကအလုပ်တစ်ခုလေးပေးတယ်အဲ့ဒါကိုထပြီးတော့လေအကြီးကြီးခွင့်ကြတော့LG ဆိုတာမြန်မာနိုင်ငံစစ်တပ်ကိုစော်ကားတဲ့ခါကျရင်အမေရိကန်ကပတ်စံနယ်လေးပြီးတဲ့ခါကျရင်ထပြီးလောက်ရမယ်ရေးကြီးခွင့်ကြလောက်လိုက်မယ်မုံငါဘယ်နဲ့ပွဲရပြီဆိုတာကိုអော်ပေးရမယ်မိမစုပ်တွေအမေရိကန်မှာရောက်နေတာမိမစုပ်တွေမိမရုပ်တွေမိမပြက်တွေနဲ့ယောက်ျားအဆုပ်ပြက်တွေLGဟာမွတ်စလင်တွေရဲ့ဖင်ကိုရှာနေရပေးရမယ်ကောင်တွေခွေးလိုမျိုးပဲဆိုတာကိုအမေရိကန်မှာရှိနေတဲ့ LG ကောင်တွေLGကနေပါနားထောင်ပါအောင် MMWC ကတက်လာတဲ့ကိုယ်စားလှယ်ကိုခွေးလိုဝိုင်းကြိုက်ကြတယ်ဟမ်ခွေးလိုဝိုင်းကြိုက်ကြတယ်LG ကကောင်တွေကခွေးလိုချီလဲကြိုက်တယ်ခွေးလိုမျိုးလဲကြိုက်တတ်တယ်LG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးဌာနကလူတွေခမတို့ခွေးလိုမျိုးပဲကြိုက်တယ်ချီကြိုက်တဲ့ကောင်တွေချီကြိုက်တယ်ခွေးလိုကြိုက်တယ်လေးဘက်ထောက်ပြီးသွားတယ်လေးဘက်ထောက်ပြီးရောက်လာမဲ့ကောင်တွေအဲ့လိုကောင်သားမျိုးတွေကကိုယ့်ကိုထမင်းရှာကျွေးတဲ့မအားရဲလို့မိန်းမမျိုးတယောက်ကိုခမတို့ဆဲတဲ့လူတွေအဲ့ဒါကိုသိရမယ်အဲ့လှိုင်ဝဲဆိုတဲ့ကောင်ကတကယ်ငကြောက်လှိုင်ဝဲကငကြောက်သူတို့စောနဲ့စကားနှစ်ခါပြောတယ်နှစ်ခါပြောတော့သူကဖင်ထောင်ပြီးပြေးသွားတဲ့ကောင်အဲ့လှိုင်ဝဲက UN တက်ကြီးတပတ်နဲ့လာမယ်2လအတွင်းထဲမှာရောက်လာမယ်မြန်မာနိုင်ငံမှာရှိနေတဲ့သူတွေစန်နေစီတွေစားတွေဝယ်ထားပါလူပေါင်း3သိန်းကျော်လောက်ဟာ PDF 3သိန်းကျော်လောက်ရှိတယ်တခါတင်တန်းပေးရင်တိုင်းသားလက်နက်ကန်တွေနေရာမှာ200လောက်ပေးတယ်ဆိုတာကိုလှိုင်ဝဲလူလိန်ပြောသွားတယ်လှိုင်ဝဲလူလိန်အဲ့လိုပြောထားတဲ့ဗီဒီယိုဖိုင်တွေကျွန်တော်ရှိမှတက်တည်တွေအထောက်ထားတွေအမြဲတမ်းရှိနေတယ်အခုလည်းပဲရှိနေတော့မယ်အဲ့လိုလူလိန်ကောင်တွေကကျွန်တော်တို့ရဲ့မျက်နှာကိုတိတိကျကျကြည့်ပြီးတော့အဲ့မျက်လုံးကြီးပြူးကျင်တော့ပြူးနေပလေတယ်နော်ဖျားရှိမှချထားတဲ့ခြေသေးကြုပ်ကြီးတွေလိုမျက်လုံးကြီးပြူးပြီးတဲ့ထွက်နေနေစူပြီးတော့ပဲထွက်နေနေငကားမျက်လုံးလိုပဲထွက်နေနေကနန်းမျက်လုံးလိုရှေ့ကိုပဲထွက်နေနေပဇွန်မျက်လုံးလိုရှေ့ကိုပဲထွက်နေနေစိုက်ပြီးတော့မကြည့်ရဲဘူးလှိုင်ဝဲဆိုတဲ့လူလိန်ကောင်သူတို့စောနဲ့မျက်နှာချင်းဆိုင်စကားပြောမှလားစိုက်ပြီးတော့ကြည့်ပြီးတော့ပြောရဲလားမျက်လုံးချင်းရှင်ပြီးပြောရဲလားစကားချင်းရှင်ပြီးပြောရဲလားကလေးတွေကိုတေတွင်းပို့နေတဲ့လှိုင်ဝဲကိုကဘာပတ်ခွက်ခောက်ပြီးနိုင်ငံပြောက်နေတဲ့တရောင်းစား MG အဖွဲ့အကောင်တွေငါတို့မင်းတို့ဘာမှမလုပ်ထားလို့ကြပြောစမ်းမအောင်မင်းတို့ပတ်စံနေလဲကုန်အပ်ပေးလိုက်တယ်ရွှေဆိုလဲဒီကနေဝယ်ပေးလိုက်တယ်ကဲမလေးရှားနိုင်ငံနဲ့ရွှေဝယ်ပေးတာကိုလည်း MG အကောင်တွေလက်ခံထားတယ်နော်ရွှေတဲ့မင်းတို့နဲ့ပါဆိုင်တော့ဘာအတွက်ရွှေဝယ်ထားတော့အဲ့ဒီမလေးရှားနိုင်ငံမှာရှိနေတဲ့ဒေါ်သူဇာမောယနေ့အချိန်ထိဘကိုးမရှင်အတွက်ဆို90လောက်ခံနေတယ်90ထပ်ပြီးကောက်ခံနေတော့မှမြန်မာနိုင်ငံမှတ်ပုံတွေကိုမသုံးနဲ့မြန်မာနိုင်ငံ passport ကိုမသုံးမဲ့လို့ပြောနေတဲ့သူတွေမင်းတို့အိမ်ကြီးမှာမှတ်ပုံတွေလုံနိုင်လို့လားမြန်မာနိုင်ငံသားစီတီမှတ်ပုံတွေလုံနိုင်လို့လားတကယ်တက်တိနေတဲ့လူပဲလှိုင်ဝဲဆိုတဲ့ကောင်ကျွန်တော်စကားတော်တော်ပြောတယ် comment တို့ဆောသွားလို့ရှိရင်တို့ဆော report ပိုင်းထူခိုင်းတာလှိုင်မကွယ်တာပေဝကြီးကဘာပတ်ခွက်ကောက်နိုင်ငံပြောင်းနေတဲ့တရောင်းသားတွေဒီကနေ့တို့ဆောပြောတဲ့စကားလေးကိုတရားမှတ်သွားအောင်မအာရင်ရဲ့စေတနာ UNG အတွက်ကတော့ဝေဒနာလက်နက်ကင်လမ်းစဉ်ကိုလိုက်နေတဲ့သူတွေအတွက်ကမသေးကြမြောက်ထိုးပင့်ကောလုံနေတဲ့သူတွေအတွက်မတ်ပတာဆိုတဲ့ခေါင်းစဉ်လေးပေါ့ဟုတ်လားမဟုတ်လားမင်းတို့ကိုမင်းတို့ပြန်ကြည့်ကြကိုလည်းပြန်ကြည့်ကြအဆက်တိတ်ခါနည်းနည်းလေးမှမရှိတဲ့ကဘာပတ်ခွက်ကောက်နိုင်ငံပြောင်းနေတဲ့တရောင်းစားတွေနဲ့တီဟာတနပလင်ယာစားပလင်နဲ့တန်းလားအစိုးရဆိုပြီးအစိုးရကိုမလုပ်ဖဲနဲ့ထွက်ပြေးသွားတဲ့ကောင်နဲ့တန်းလားဟ
ဝန်ကြီးဆိုတဲ့ကောင်တွေမင်းတို့ကို RFA ကခေါ်ပြီးတော့ဝန်ကြီးခမပြောလို့ရှိရင်မင်းတို့ကမြောက်ပေးရင်အယူပုံမြောက်တော့ချီချောက်ကိုချောကလက်ထင်ပြီးကောက်စားတယ်ဆိုတာမင်းတို့ NUG ကကောင်တွေကိုပြောတာ RFA ကမင်းတို့ဝန်ကြီးတွေနဲ့စကားပြောတိုင်းနောက်ွယ်ရနေပြီးတော့နောက်မှဗီဒီယိုလေးတွေထိုးပြီးပြနေတာကမင်းတို့အကြမ်းဖက်မှုတွေကိုလုပ်နေတယ်ရွာတွေကနေကိုတိုက်နေကြတယ်လက်လုတ်ဘုံတွေနဲ့ပြည်သူတွေကိုဖျက်ဆီးနေကြတယ်ဆိုတာကိုမင်းတို့ကိုကြိုးနဲ့ချီနေတာမင်းတို့မြောက်ပြီးတော့အဟုတ်မထင်နဲ့ NUG ဝန်ကြီးတွေဝန်ကြီးခမညာ NUG အစိုးရကြီးကတော့နိုင်ငံတကာကအတိမတ်ပြုနေပြီဆိုတော့မင်းတို့ကိုကြိုးချီနေတာမင်းတို့လက်ဘင်းကိုကြိုးချီနေတာအယူကိုပုံမြောက်တော့ချီချောက်ကိုချောကလက်ထင်ပြီးကောက်ထားတယ်ဆိုရ NUG ကဝန်ကြီးတွေမင်းတို့ချီစိတ်တင်နေပြီကျေးဇူးစော်ကားတဲ့လူတွေကျေးဇူးတရားကိုမသိတတ်တဲ့သူတွေမိဘကျေးဇူးတရားကိုမသိတတ်တဲ့လူတွေနိုင်ငံကျေးဇူးတရားကိုမသိတတ်တဲ့ကောင်စားမျိုးတွေမအိုင်းရင်ကျွေးထားတဲ့ပတ်စံမအိုင်းရင်ပို့ထားတဲ့ပတ်စံနဲ့ပြည်သူတော်တော်များများဟာ PDF တော်တော်များများဟာဒီကနေ့ရှင်ဒီအသက်ရှင်တဲ့ကလေးတွေအများကြီးရှိတယ်ထိုင်းနိုင်ငံထိထွက်ပြေးသွားတဲ့ကလေးတွေအများကြီးရှိတယ်မင်းတို့သွားမေးကြည့်ကြအောင်အဲ့ဒါမအိုင်းရင်ရဲ့အကူအညီကြောင့်အသက်ရှင်နေရတဲ့ကလေးတွေမအိုင်းရင်ပတ်စံထောက်ပံ့ပေးပြီးတော့စင်ကာနိုင်ငံမှာအလုပ်သွားလုပ်နေတယ်အဲ့အလုပ်လုပ်နေပြီးတော့ပတ်စံကိုရှာပြီးတော့တော်လိုင်းရေးအတွက်သူတို့မို့ CDN တွေအတွက်ပတ်စံလှမ်းလုပ်နေတဲ့မိန်းကလေးတွေအများကြီးရှိတယ်အဲ့ဒါမအိုင်းရင်လုပ်ပေးနေတဲ့အလုပ်ပဲမင်းတို့ NUG ကကဘာပတ်ခွက်ခေါက်နိုင်ငံပြောင်းနေတဲ့သံတော်စားတွေစစ်ခွေးတွေတူတယောက်ကိုဒေါ်လာ3သိန်းခွဲလောက်ပေးမယ်လို့ပြည်သူရင်ဝင်ခိုးလုံချင်းအစီအစဉ်လို့ပြောနေတယ်တက်ကမွန်ညိုမင်းတို့ခေါ်လို့ရလားမင်းတို့ခေါ်နေပြီလားဘလူခံစားနေတဲ့တက်ကမွန်ညိုမင်းတို့ချင်းချင်းရံဖြစ်နေတာမဟုတ်လားမိမစုပ်တယ်မိမရုပ်တယ်ချီးကြိုက်တဲ့ကောင်သားမျိုးတွေချီးကြိုက်တဲ့ကောင်နော်ရွှေကိုဝယ်တဲ့ချိန်တော့9သိန်းကျော်စိမ်းနဲ့အခုရွှေ19သိန်းကျော်စိမ်းနဲ့အခုရွှေပဲသေးဖြစ်နေပြီလေတိတ်ပြီးလူကားမွားတယ်နားလေလားငါတို့လူကားမပြောဘူးဆိုတိုင်း NUG ဆိုရမလို့မပြောဘူးဆိုတိုင်းလူကားပိတ်မဝါကြနဲ့ငါတို့ကဘာအမှားရတခုမှကျူးလွန်ထားတာမရှိဘူးရောင်းပေးတယ်ကိုယ့်အိတ်ကငါတို့ခုမင်းတို့ရှင်းပေးလိုက်တဲ့ထဲမှာလေစရိတ်တွေတပြားမှမထည့်ပေးလိုက်ဘူးနားလေလားနော်ဟဲ့ဒီဟာလေးကိုရော့အေးဆိုတို့ရုံမလာဝယ်တာမဟုတ်ဘူးနေပူမောရစက်ခါလိုက်ရောင်းပြီးတော့NUG ရဲ့ကောင်တွေဘလို့ဖြစ်ရတာအောင်ကွာNUGရဲ့ကောင်တွေဘလို့ဖြစ်ရတာအောင်မင်းတို့ချီးကြိုက်တဲ့ကောင်တွေလားအမေစုသားတွေရဲတယ်ဆိုကမင်းတို့ရဲတယ်ဆိုတာဗဇက်တွေကရဲလားဒါကြောင့်ခွတ်တောင်းနဲ့လရာကြီးတွေကဒေါင်းအောင်ဆောင်တော့လရာနှုတ်သီးအီးတွေပေးနေတယ်ကွာသူတို့ဆောပြောတာမှတ်မိသေးလားကျွန်တော်ရဲ့ညီလေးတွေကျွန်တော်ရဲ့ညီမလေးတွေကျွန်တော်ရဲ့အကိုတွေအမတွေဘယ်ဘာသာပဲဖြစ်ဖြစ်ကိုနေထိုင်ရရက်ဒေတာကိုတစ္ဆာရှိကိုနေထားတဲ့မြေကြီးပေါ်မှာတစ္ဆာရှိကိုရှင်တန်ကြီးပြင်းခဲ့တဲ့အရက်ဒေတာကိုတစ္ဆာရှိမယုံမာနဲ့မဖြတ်စည်းနဲ့မကောက်ကျစ်နဲ့မစင်းလဲနဲ့စိတ်တဲ့ယုံမာတဲ့သူတွေဘလို့တွေဖြစ်ရတာတော့မင်းအင်ဂျီရကောင်တွေအင်ဂျီရကောင်တွေကအမေစုသားတွေရဲတယ်ဆိုကွာမထားငါတို့ကအပေါ်မှာနော်နိုင်ငံရေးအရာလူခွင့်ရေးအရာကမ္ဘာရေးစီးကြောင်းအရာငါတို့ကဒီကောင်တွေရဲ့စင်ပေါ်မှာဒီကောင်တွေကငါတို့ဖြစ်ကိုလာရက်ရမှာရောင်မာပြီးဒီကောင်တွေဖြစ်တော့မရက်နဲ့နော်ရဲဘော်ပေါင်းတို့ဒီကောင်တွေအောက်ကိုလုံးဝမသွားနဲ့အဲ့ဒီကောင်တွေအောက်ကိုလာအောင်မှာအဲ့ဒီကောင်တွေကငါတို့အောက်ကိုလာအောင်မှာမင်းတို့ကငါတို့ဘာလုပ်ပေးမယ်မင်းတို့ကငါတို့ဟိုလာလုပ်ပေးမယ်မင်းတို့ကငါတို့ဒါလုပ်ပေးမယ်ဒီလိုမျိုးလာပြီးကန်လာမှာအဲ့လိုမျိုးမဖြစ်ဖြောက်NUG ကလေးဘက်ထောက်ပြီးတော့မွတ်စလင်တွေခြေထောက်အောက်ကိုရောက်စီရမယ်မယုံမရှိNUG ကလေးဘက်ထောက်ပြီးတော့မွတ်စလင်တွေရဲ့အောက်ကိုရောက်မှာဒါကြောင့်မလို့လဲ ICJ မှာကျွန်တော်တို့ကသာတရားစွန်ပြီးကျွန်တော်တို့ကခုံးမှာထိုင်ခွဲပြီးကျွန်တော်တို့လေးဘက်ထောက်နေမယ်လို့ပြောခဲ့တဲ့ကောင်တွေအာရဖေးဒါကြောင့်မှန်တာပေါ့ဗျာတော်တော်ရိုင်းတဲ့ကောင်တွေနော်တော်တော်ရိုင်းတဲ့ကောင်တွေ NUG ရဲ့ကောင်တွေတော်တော်ရိုင်းတဲ့ကောင်တွေချီးစားခွေးတွေတော်တော်ရိုင်းတဲ့ကောင်တွေမွတ်စလင်တွေအောက်မှာလေးဘက်ထောက်ပြီးတော့မွတ်စလင်တွေဖင်ကိုရှာနေရပြီမဲ့NUG ရဲ့ကောင်တွေရိုင်းတာပေါ့ကရားမှာရှိနေတဲ့ကလေးတွေ KGZ တို့ KDF တို့ကလေးလေးတွေကိုNUG ကဝန်ကြီးဤတင်စာမောင်းတဲ့အဖွဲ့အဲ့ဒီအဖွဲ့ကသူတွေကဒီကလေးတွေကိုတရားမဝင်ပါဘူးလို့ဒီပေတွေကတရားမဝင်ဘူးအဲ့ပေတွေကနေမလှူပါနဲ့ NUG လက်အောက်ကိုဒါလိုက်လှူပါလို့သူတို့စီကိုလှူပါလို့ပြောခဲ့တဲ့ဤတင်စာမောင်းမိမရုပ်မိမစုပ်မိမပြက်အဲ့လိုပြောတဲ့အချိန်မှာမိမကြမ်းကြီးအမေချမ်းတေလို့ဝင်စားထားတာ2ယောက်ရှိတယ်ဗျအမေချမ်းနဲ့မောင်နှမလားဒါမှမဟုတ်တေလို့ဝင်စားတာလားမသိဘူးဗျမြန်မာနိုင်ငံမှာတော့3ယောက်ရှိတယ်မိမရုပ်မိမကြမ်းနဲ့မိမရုပ်နဲ့တော့မတူကြဘူးဗျဒီ
တယောက်ကတော့မိမရုပ်ပါအမေရိကန်မှာရှိတဲ့မိမစုပ်မိမရုပ်တယောက်ရှိတယ်သူကတော့အမေချမ်းတီလို့ဝင်သားတာမဟုတ်ရုပ်မာတာကောက်ချစ်တယ်ဆင်းလဲတာဒေါ်လို့စီအောင်သူလည်းအမေချမ်းနဲ့တီလို့များဝင်သားထားလားဒါမှမဟုတ်ညီမမန်းတော်လားမသိသူကလည်းကျန်းတာဒါပေမဲ့သူများပေါ်မှာရုပ်မာတဲ့စိတ်မရှိဘူးနိုင်ငံရေးအမြင်ကြောင့်မန်အိုင်ရင်သူများပေါ်မှာရုပ်မာလို့ကျွန်တော်မထင်ပါဘူးသူ့ကြောင့်ကလေးတော်တော်များများအသက်ရှင်ရတယ်စင်ကာပူနိုင်ငံမှာတချို့မိန်းကလေးတွေထွက်ပြေးသွားကြပြီသူထောက်ပံ့ပေးထားတာရှိတယ်သူနဲ့အတူလုံနေတဲ့လူတွေရှိတယ်ကျွန်တော်ကသတင်းတွေအားလုံးစုံစမ်းထားပြီးသွားပြီထောက်လှမ်းထားပြီးသွားပြီထိုင်းနိုင်ငံမှာကရားပြည်နယ်ထွက်ပြေးသွားတဲ့ကလေးတွေတော်တော်များများလှုပ်နေကြတယ်စက်ရုံတွေမှာလှုပ်နေကြတယ်တချို့တွေကစက်ရုံသေးသေးလေးတွေမှာအိမ်တွင်းစက်ရုံတွေမှာလှုပ်နေကြတယ်ကျွန်တော်ထောက်လှမ်းပြီးသွားပြီအဲ့ဒါကြောင့်မအိုင်ရင်ကြောင့်နိုင်ငံပြတ်တယ်လို့ပြောရရင်သူ့ယုံကြည်ချက်ကြောင့်နိုင်ငံရေးသူလှုပ်နေတာပဲဖြစ်တယ်ဒါကအစိုးရနဲ့တရားစီရင်ရေးပေါ်မှာပဲမူတည်တယ်ကျွန်တော်ပေါ်မှာမူတည်တာမဟုတ်ဘူးကျွန်တော်ကတူးချင်းစိတ်တက်နဲ့ပြောတယ်နိုင်ငံသားတယောက်ရဲ့စိတ်တက်နဲ့ပြောတယ်ကိုယ့်လူမျိုးတယောက်ရဲ့စိတ်တက်နဲ့ကျွန်တော်ပြောတယ်အဲ့လိုပြောနေတဲ့အတွက်ကြောင့်မအိုင်ရင်ကြောင့်အသက်မသေးဘဲနဲ့နိုင်ငံရေးချားမှာသွားပြီးတော့ကောင်းကောင်းမွန်မွန်လှုပ်လှုပ်လို့စားနေရတဲ့သူတွေရှိတယ်သူတို့မိသားတွေတယ်သူတို့မိဘတွေလည်းစိတ်ချမ်းသာမှုရှိတယ်ဒါပေမဲ့ LG ကဘာပတ်ခွက်ခောက်နေတဲ့နိုင်ငံပြောက်နေတဲ့သရောင်းစားတွေကတော့လူလိုနားမလဲကြဘူးမအိုင်ရင်ကိုတိုက်ခိုက်တဲ့သူရှိတယ်အမေရိကန်မှာရှိနေတဲ့ဦးထေးနိုင်တို့ဘာလို့အဲ့လိုလူရုပ်ကြီးတွေလည်းရှိတယ်လူစုပ်ကြီးတွေလည်းရှိတယ်အဖိုးကြီးဒီလိုလူတွေကလည်းတမှောက်မြဟုတ်ပြီဗျာဒီလောက်လေးပဲเนาะကျွန်တော်အလုပ်ထဲမှာဆိုတော့ကျွန်တော်ရဲ့အကိုအမတွေအားလုံးပဲ agent question ကြပါသေးမအိုင်ရင်ရဲ့ပို့ထဲမှာသွားပြီးတော့ကြည့်ကြအောက်မှာစာရေးနေတဲ့သူဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ထောက်လှမ်းလို့ရတယ်မအိုင်ရင်ရဲ့ဦးကျော်နိုင်ရဲ့စတီဗင်ဆန်းယူတို့ရဲ့မျိုးထိုက်တန်သိရဲ့လှိုင်ဝင်းရဲ့ဆရာဇော်ဝေဆိုးရဲ့က NUG ရဲ့ဘတ်ပဲ့တစ်ဖွဲ့ NUG ရဲ့ဘတ်ပဲ့တယ်နော် NUG ရဲ့ဘတ်ပဲ့တယ် NUG ထဲမှာဆရာဇော်ဝေဆိုးကိုလက်နက်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နေရာမပေးတော့ဒါကြောင့်ဆရာဇော်ဝေဆိုးကသူ့အချက်သိက္ခာကိုဘေးမှာဖယ်ထားပြီးတော့ကျွန်တော်တို့ထမင်းငန်းနေပါတယ်ဗျာတောက်လိုက်ပဲနိုင်အောင်တိုက်ပေးကြပါကျွန်တော်တို့ငါးဖမ်းပြီးငါးကြော်တွေရောင်းနေပါတယ်ဆိုတဲ့စကားကိုသူပြောနေတာတနာစရာကောင်းတယ်တနာစရာတော်တော်ကောင်းပါလေဆရာဇော်ဝေဆိုးကျွန်တော်မတိုက်ခိုက်ခြင်းဘူးကျွန်တော်တနာတယ်နော်ဆရာဇော်ဝေဆိုးကျွန်တော်လုံးမယ်လို့ကြံကမှာဆရာမျိုးမြင့်တယ်ဗျာ9000 follower 9000နဲ့လေး follower ဟုတ်ပြီဆရာတဲ့ဆရာဆိုတော့ကျွန်တော်တင်ပေးပြီဗျာကျွန်တော်ကို7မိနစ်လောက်စကားပြောနိုင်မလားမသိဘူးကျွန်တော်တင်ပေးထားတယ်နော်ကျွန်တော်တင်ပေးထားတော့တက်မလားဟုတ်ပြီအဲ့ဒါကြောင့်အေဂျင့်ပြောရှင်းကြပါသည်မအိုင်ရင်ဒီနေရာကနေတော့ကျွန်တော်ရဲ့အမကိုကျမရေကူစာရေးအနေအခင်းအောင်နေ NUG ကဘာပတ်ခွက်ခောက်နိုင်ငံပြောက်နေတဲ့သရောင်းသားတွေကတော့အမရဲ့စေတနာကိုနားလည်မှာမဟုတ်ဘူးကျွန်တော်ကတော့ PDF လေးတွေရဲ့ကိုစားတို့လေးမဟုတ်အသက်အန္တရာယ်ဘေးကနေပြီးတော့လွတ်သွားတဲ့ဒီငယ်ရွယ်တွေညီမငယ်ရွယ်တွေသမီးရွယ်သားရွယ်တွေရဲ့ကိုစားမအိုင်ရင်ကိုကျွန်တော်ကျေးဇူးတင်တယ်အေးတင်စားမအောင်လို့ချောလှလှလေးနဲ့အမတန်ရုပ်မှစုပ်ပဲ့လုံးနဲ့မိမစုပ်မိမရုပ်တယောက်နဲ့ဆိုင်ရဲ့မအိုင်ရင်ကိုကျွန်တော်ကအများကြီးလေးစားစရာရှိတယ်ပုဂ္ဂိုလ်ရေးအနေနဲ့လေးစားတာပါဥရိရေးရနဲ့လေးစားတာတော့မဟုတ်လေးစားစရာဖြစ်နေတယ်မအိုင်ရင်ကြောင့်တချို့ကလေးတွေအသက်အန္တရာယ်ဘေးကနေလွတ်ကင်းသွားလို့ကျွန်တော်ကလေးစားတယ်လို့ကျွန်တော်ပြောတာဖြစ်တယ်မအိုင်ရင်ရဲ့စေတနာ NUG အတွက်ကတော့ဝေဒနာလက်နက်ကင်သူအတွက်ကမသေးချာငွေတီးထောက်ပံ့ပေးတဲ့မြောက်ထိုးပင်ကလုံနေတဲ့သူတွေအတွက်ကတော့မတ်ပတာပေါ့အားလို့လှူထားတာလကားဖြစ်သွားတော့လကားမဆက်လေးရှားနိုင်ငံမှာရှိနေအရှင်ထာဝရဆိုတဲ့ဘုံကြီးအဲ့ဒီဘုံကြီးလှူခဲ့လို့တင်ပြည်နယ်မှာရှိနေတဲ့ခင်တော်တော်များများဒုက္ခရောက်သွားတယ်နော်အဲ့ဒီဘုံကြီးတနက်တွေလှူပေးလို့လက်နဲ့အတွက်လှူပေးလို့တင်ပြည်နယ်မှာရှိနေတဲ့ကလေးတော်တော်များများဒုက္ခရောက်သွားတယ်ဘုံကြီးပြီးတော့အဲ့ဒါလေးပဲကြနော်သူတို့ဆောကအေးဆေးပဲသူတို့ဆောကဘယ်လိုပဲနေဒီကုလုံးချွတ်တာလည်းဘာမှမဖြစ်ဘူးအားကြောင့်အမေရိကန်မှာရှိနေတဲ့ကျွန်တော်နဲ့အနည်းဆုံး Lake Erie လို့ခေါ်တဲ့ Erie ကန်ကြီးထဲမှာရေကူးပြိုင်မယ်ဆိုလို့ရှိရင်အမေသားတွေရေကူးပြိုင်မယ်ဆိုရင်ကျွန်တော်ကဒိုင်လုပ်ပေးမယ်ဘေးကနေကြည့်နေပေးမယ်အဲ့ဒီဘေးမှာရှိနေတဲ့ကန်ရေပြင်းကြီးခဲနေတဲ့အချိန်မှာသူတို့မို့ရေခဲပြင်မှာအပြေးပြိုင်မယ်ဆိုလို့ရှိရင်လည်းခင်ဗျားတို့ရံမငွေရှာလို့ရှိရင်ကျွန်တော်ကဒိုင်လုပ်ပေးမယ်အဲ့ဒီနေရာကနေတော့မိုင်30လောက်ဒီနားလေးကိုကားမောင်းသွားလို့ရှိရင် Niagara Falls တဲ့ရေတံခွန်ရှိတယ်။အဲ့ရေတံခွန်လေးကို
အမေစုသားတွေခုတ်ချကြမယ်ရေကူးပြန်ကြမယ်ရံမုံဝေရှာကြမယ်ဆိုရင်လည်းသူတို့ဆောကဒိုင်လုပ်ပေးမယ်အဲ့နေရာတွေကသူတို့ဆောရဲ့ခြေရာတွေကြီးပဲလို့ပြောလို့ရတယ်သူတို့ဆောနေထားတဲ့နေရာဖြစ်နေတယ်ဒါကြောင့်သူတို့ဆောအေးပတ်တင်မှလည်းမပူနဲ့သူတို့ဆောအပူလောင်ပြီးတင်မှလည်းမပူနဲ့သူတို့ဆောကတောင်ပေါ်မှာနေဘူးသလိုပင်လယ်ထဲမှာလည်းနေဘူးတယ်မြေပြက်မှာနေဘူးသလိုတော်တဲ့တောင်ထဲမှာလည်းနေဘူးတယ်တိတ်တော့ပူမနေနဲ့တိတ်ပြီးတော့ပူမနေနဲ့အဲ့ဒါကြောင့်အားလုံးပဲအေဂျင့်ပြောရှင်းကြပါစေဗျာမအားရင်ကျွန်တော်မှအေဂျင့်ပြောရှင်းပါသေးမအားရင်အဖွဲ့ထဲမှာရှိနေတဲ့အင်ဂျီဘက်ပဲ့ကြီးဆရာဇော်ဝေဆိုးတို့ကျွန်တော်နေတဲ့မြို့လေးမှာနေတဲ့စတီဗင်ဆန်းယူတို့ဟိုးမှာရှိတဲ့မြို့ထိုက်တန်သိန်းတို့ဥလှိုင်ဝင်းဆိုတဲ့သူတို့ဆောကိုကြောက်နေတဲ့သူတွေတို့အဲ့ဒီအဖွဲ့တွေနဲ့မအားရင်နဲ့အဆက်အသွယ်ရှိနေတာကိုကျွန်တော်ဂုဏ်ယူပါတယ်ကျွန်တော်ဂုဏ်ယူပါတယ်အဆင်ပြေကြပါစေအင်ဂျီဘက်ပဲ့တွေကိုထမင်းကျွေးထားတဲ့မအားရင်အဆင်ပြေပါစေလို့ကျွန်တော်ဆန္ဒပြုတယ်ဗျာအားလုံးပဲအေဂျင့်ပြောရှင်းကြပါစေအသေးသေးများရှိကြပါစေဒီကနေ့ဒီဇင်ဘာလ9ရက်2022ခုနှစ်တင်လာနေ့မအားရရဲ့စေတနာ NUG အတွက်ကတော့ဝေဒနာလက်နက်ကန်သူတွေအတွက်မသေးချာမြောက်ထိုးပင့်ကောလှုပ်သူတွေအတွက်ကတော့မတ်ပဒါဆိုတဲ့ခေါင်းစဉ်လေးပါပဲအေဂျင့်ပြောရှင်းကြပါစေ